စိုက်ကြည့်လိုက်ဘယ်လောက်နဲ့တုံးလို့ ငါတခါတလေဒီနဲ့ငုံမရှိဘူးငါအပေါ်အေး အမေကြည့်ရောအမေအထက်တိုင်နေဆိုရင်စဉ်းစားကြည့်လိုက်တော့မသွားရဲဘူးလို့အကြောင်းဒီဘက်လမ်းတိုင်နော်ဟိုဘက်လမ်းတိုင်ပတ်ပြန်မယ်ဟုတ်ကန်ကျွန်းသွားလား ဖောင်းသွား ပောက်ကန်ကြီးကဘလို့ဖြစ်တော့ ဟိုဘက်ဆောင်တော့ကြွသွားဒေါ်ကြီးအိမ်ကြီးရောဒေါ်ချက်မိဖို့ကြောင့်ကြီးကြွသွား ဟင်း ဒေါ်ကြီးဟာလည်းအမှန်အကုန်လုံး အကောင်းထိုးရတယ်ဒါပေမဲ့နော်ပြန်နှုတ်လိုက်တော့အဲ့နှုတ်လိုက်တော့ကြည့်ရောအနေအမကြည့်ရောတော့ရစပါရအဲ့တော့နှစ်ကြီးပဲဒီမှာဟိုးအမမြင်တော့မမြင်ဘူး ရွာကျိုး ဟိုလေဒါတော့ဒီနားပဲတိုင်းတာမိုးရွာရင်ခမရဒါကြီးကျုံမှာနော်အေး ပထမရနာမကလည်းအတိုင်းကြီး ဟိုမဲ့ချက် ဖျားတွေပြေဝင်နေဆိုမှလားဟိုးခလိုက်နေဘာကြီးတော့ဟုတ်မယ် ထုတ်တယ်ထူ တော့ဟုတ်လို့လား